Hello အားလုံးမင်္ဂလာပါ Daily News Stock Investing နဲ့ပြန်လည်ပြီးကြိုဆိုပါရစေကျွန်တော်မတွေ့တာလည်းကြာပါပြီဒီနေ့ကတော့ကျွန်တော်ဒီ investment အမျိုးအစားပေါ့နော်နဲ့ပတ်သက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ် investment လို့ကျွန်တော်ပြောတဲ့အခါမှာအမျိုးအစားအများကြီးရှိတယ်အဲ့ထဲမှာတကယ်အရေးကြီးတဲ့အပိုင်းပေါ့နော် investment အမျိုးအစားတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ number 1ကပါလဲဆိုလို့ရှိရင် stock market ဖြစ်ပါတယ် equities market လို့လည်းခေါ်တယ်ပြီးလို့ရှိရင်ဒီ capital market လို့လည်းခေါ်တယ်ဘယ်လိုခေါ်အတူတူပါပဲ stock market ကျွန်တော် stock market မှာ invest လုပ်တယ်ဆိုတာကဥပမာကျွန်တော် share တခုဝယ်လိုက်တယ် share တခုဝယ်လိုက်တယ်ဆိုတာနဲ့ကျွန်တော်တို့ကအဲ့ company တခုရဲ့အစိတ်အပိုင်းကိုဝယ်လိုက်တာဖြစ်တယ်ဥပမာအဖြစ်ကျွန်တော်တို့က Apple company ရဲ့ share ကိုဝယ်လိုက်တယ် Apple share company ရဲ့ share ကိုဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ Apple company ရဲ့အစိတ်အပိုင်းတစ်ခုကိုပိုင်ဆိုင်လိုက်တယ်နော်ပိုင်ဆိုင်ခွင့်ရတယ်ပိုင်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ Apple company ကဒီဥပမာပြသူတို့ iPhone တွေရောင်းကောင်းတယ်သူတို့ရဲ့ products တွေပေါ့နော်အကုန်လုံးရောင်းကောင်းတယ်ဆိုရင်သူတို့အရင်မြတ်တယ်ဆိုလို့ရှိရင် Apple share တွေတက်တယ် share တန်ဖိုးတွေတက်တယ်ကျွန်တော်တို့လည်းကျွန်တော် investment ကျွန်တော် invest လုပ်ထားတဲ့ငွေတန်ဖိုးတွေတက်လာတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဒီအမြတ်ရတယ်ဒါက capital gain လို့ခေါ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် dividends ဆိုတော့အမြတ်ငွေခွဲဝေတာပေါ့နော်အမြတ်ငွေခွဲဝေဆိုတော့ Apple ကသူကအရန်ဒီအမြတ်တွေရနေတယ်အဲ့ဒီထဲမှာသူကပြန်ခွဲပေးလိုက်တယ်ပေါ့နည်းနည်းစီပေးလိုက်တယ် share ဥမာ share ဘယ်နှခုပိုင်လဲဆိုရင်ဘယ်လောက်ပေါ့နော် share တစ်ခုဆိုလို့ရှိရင်ဘယ်လောက်ဆိုပြီးတော့သူကပြန်ခွဲပေးတယ်အမြတ်ငွေဆိုတာရှိတယ်အဲ့ဒါကို dividends လို့ခေါ်တယ်အဲ့ဒီရတဲ့ငွေကိုဒါတနည်းအားဖြင့် passive income လို့လည်းခေါ်တယ်ဆိုတော့ဒါကဒီ stock ကျွန်တော်ဝယ်တဲ့အတွက်ကြောင့်ရတဲ့အခွင့်အရေးတွေပေါ့နော်ဆိုတော့ဒီ stock share ကိုဝယ်တဲ့အခါမှာ risk and reward ဆိုတာအများကြီးရှိပါတယ်တကယ်လို့အဲ့ဒီကိုဝယ်တဲ့ဒီ Apple company ကကောင်းလို့ရှိရင်ကျွန်တော်ငွေညက်မယ်တကယ်လို့ Apple company ကမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ share တန်ဖိုးတွေကြမယ်ကျွန်တော်လည်းငွေရှုံးနိုင်ချေရှိတယ်အဲ့ဒါကို risk လို့ခေါ်တယ်နော်ဆိုတော့ stock မှာ2မျိုးရှိပါတယ်ပထမတစ်မျိုးကပါလဲဆိုလို့ရှိရင် common stock ကိုခေါ်တယ် common stock ဆိုတာကတော့ခုနကျွန်တော်ပြောတဲ့ဟာကျွန်တော် share ဝယ်တယ်မြတ်ရင်မြတ်တယ်ပြီးလို့ရှိရင်ကျွန်တော် dividends ရတယ်ပြီးလို့ရှိရင် voting right ရှိတယ်เนาะကျွန်တော် voting ဆိုတော့ကမဲပေးပိုင်ခွင့်ရှိတယ်ဥပမာ CEO အပြောင်းလဲလို့ management ပိုင်းအပြောင်းလဲလို့ရှိလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ vote ပေးလို့ရတယ်မဲပေးပိုင်ခွင့်ရှိတယ်နောက်တစ်မျိုးပါလဲဆိုလို့ရှိရင် preferred stock လို့ခေါ်တယ်ဒီ preferred stock သမားတွေကကြတော့ voting right မရှိဘူးသူတို့ကမဲပေးပိုင်ခွင့်မရှိဘူးဒါပေမဲ့သူတို့ကဦးစားပေးခံရတယ်ဦးစားပေးခံရတဲ့အဖွဲ့ဒီပေါ့နော်ဒီဥပမာ dividends ပေးတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ dividends ကသူတို့က fix ဖြစ်တယ်လုံးဝသတ်မှတ်ထားတယ်10%ဆိုလို့ရှိရင်10%အပြည့်ရတယ်ကုမ္ပဏီကဘယ်လိုပဲဖြစ်ဖြစ်သူမြတ်တာပဲဖြစ်ဖြစ်ရှုံးတာဖြစ်ဖြစ်သူတို့ကဒီ10%ပေးမယ်ဆိုရင်10%အပြည့်ရတယ်အဖွဲ့တွေဖြစ်တယ်ဆိုတော့အဲ့ဒါကို prefer stock သမားတွေလို့ခေါ်တယ်ပြီးလို့ရှိရင်ကုမ္ပဏီကတခုခုဖြစ်လို့ဒီငွေတွေပြန်ပေးတယ်ဆိုလို့ရှိရင်လည်းသူတို့ကအရင်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီ common stock သမားတွေကြတော့မရဘူးပေါ့တကယ်လို့မရတော့ဘူးဆိုရင်လည်းမရဘူးဖြစ်နိုင်တယ်ဒါပေမဲ့ဒီ preferred stock သမားတွေကတော့သူတို့ရဲ့ငွေကပြန်ရတယ်ဦးစားပေးခံရတဲ့အမျိုးပေါ့နော် preferred stock တွေသမားတွေဖြစ်တယ်ဒီ preferred stock သမားတွေကသူတို့က voting right မရှိဘူးเนาะသူတို့မှမဲပေးပိုင်ခွင့်မရှိဘူးအဲ့တော့နားလည်ထားဖြစ်ပါတယ်ဆိုတော့နောက်ဒုတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင် bonds ဆိုတာကကျွန်တော် fixed income securities လို့လည်းခေါ်တယ်ကျွန်တော် bonds ပေါ့နော် bonds လို့ပြောတဲ့အခါမှာကျွန်တော်အစိုးရ bonds ရှိတယ် corporate bonds တွေရှိတယ်နော် bonds ထုတ်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော် bonds စာချုပ်ကိုဝယ်လိုက်တယ်ဆိုတာနဲ့ကျွန်တော်ဘာသဘောဆိုတာကျွန်တော် bonds ဆိုတာကဘာလဲဆိုလို့ရှိရင် bonds စာချုပ်ကိုကျွန်တော်ဝယ်ပြီးဆိုတာနဲ့အဲ့ဒီထုတ်တဲ့လူကိုကျွန်တော်ငွေချေးပေးတာဖြစ်ပါတယ်ဆိုတော့ bond မှာလည်းဒီအများကြီးရှိတယ်เนาะသူအချိန်ကာလတွေဥပမာ1နှစ်တော့9နှစ်တော့10နှစ်တော့အဲ့လိုပေါ့သူတို့ဒီထုတ်တဲ့ company တော့အစိုးရပေါ်မူတည်ပြီးတော့အချိန်ကာလတွေမတူဘူးအဲ့မှာကျွန်တော်ဒီ bond စာချုပ်ကိုကျွန်တော်ဝယ်လိုက်ပြီဆိုတာနဲ့ကျွန်တော်အဲ့ဒီအဖွဲ့အစည်းတစ်ခုကိုကျွန်တော်ကငွေကိုယ့်ရဲ့ငွေကိုချေးပေးလိုက်တာဖြစ်တယ်ချေးပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကဥပမာတစ်နှစ်9%ပေးမယ်ဆိုလို့ရှိရင်ပုံမှန်ကျွန်တော်နှစ်တိုင်း9%ရမယ်ကိုက9နှစ်စာချုပ်9နှစ် bonds ကိုဝယ်လိုက်တယ်ဆိုလို့ရှိရင်9နှစ်လုံးကျွန်တော်ကတစ်နှစ်ကို9%ပုံမှန်အတူရမယ်ပေါ့နော်အမြတ်ရမယ်
ပြီးလို့ရှိရင်အဲ့9နှစ်ပြည့်တာနဲ့ကျွန်တော်တို့အဲ့ငွေအရင်အကုန်လုံးပြန်ရမှာဖြစ်ပါတယ်ဆိုတော့အမြတ်ရောအရင်ရောကျွန်တော်ပြန်ရမယ် risk and reward မှာကြတော့နည်းနည်းတော့ဒီကျွန်တော်ရဲ့ return ကတော့နည်းမယ်ဘာလို့လဲဆိုရင်သူကတတ်မှတ်တယ် risk ကလည်းသူ risk ကအရင်ကြီးများတဲ့ထဲမှာမပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒါပေမဲ့တကူကရှိတာကတော့ဒီ risk မှာကသူကဒီတိတ်ပြီးတော့ liquidity မဖြစ်ဘူး liquidity မဖြစ်ဘူးဆိုတာကငွေဖြစ်မလွယ်ဘူးပေါ့နော်ကျွန်တော်ချက်ချင်းရောင်းရှင်နေချင်းရောင်းလို့မရဘူးကျွန်တော်ဒီကာလတစ်ခုသတ်မှတ်ထားအဲ့ကာလအထိကျွန်တော်ထားဖို့လိုတယ်အဲ့တစ်ခုပေါ့နော်ငွေဖြစ်ဖို့တော့မလွယ်ဘူးဆိုတော့ less liquidity ဖြစ်တယ်တကယ်လို့အဲ့မပြည့်ခင်မှာရောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေရှုံးမှာဖြစ်တယ်နော်ရှုံးနေရာခိုင်နှုန်းအဖြစ်ကျွန်တော်တို့ရှုံးသွားမှာဖြစ်ပါတယ်အဲ့တခုကြီးကျွန်တော်ဒီ bonds ဒီဝယ်မယ်ဆိုလို့ရှိရင်တတိထားရမှာဖြစ်တယ်ဆိုတော့နောက် number 3 investment အမျိုးအစားတွေကပါတယ်လဲဆိုလို့ရှိရင်တော့ fund mutual funds မျိုးအစားပေါ့နော် mutual fund လို့ခေါ်တယ်ဒီ mutual funds ဒီမှာကကြတော့ဒီ professional ဒီတကယ် professional fund manager တွေကသူတို့ဝယ်ထားတဲ့ store တွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ဝယ်ရမှာဖြစ်တယ်ဥပမာပြပါတယ်လဲဆိုလို့ရှိရင် Cathy Woods ရဲ့ဒီ arts ဆိုရဲဒီ fund ရှိမယ်ပြီးလို့ရှိရင်Warren Buffett BRK ရှိမယ်Vanguard အဖွဲ့ပေါ့နော် Vanguard group တွေရှိတယ်အဲ့လိုမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေကိုဒီ mutual funds လို့ခေါ်ပါတယ်အဲ့ဒီ mutual funds ဒီကိုကျွန်တော်ဝယ်တဲ့အခါမှာ risk and reward ကတော့သူတို့ဝယ်တဲ့ story ပေါ်မူတည်တယ်သူတို့ကဘာလို့ဝယ်လဲဆိုလို့ရှိရင်ဒီ sector လိုက်ပေါ့နော်သူတို့ဝယ်ထားတဲ့ဟာရှိတယ်ဥပမာသူကျန်းမာရေးနဲ့ပတ်သက်တဲ့ health sector တွေဝယ်မယ်ပြီးရင် technology sector တွေရှိတယ်ပြီးလို့ရှိရင် consumer sector တွေရှိမယ်အဲ့လိုမျိုးအမျိုးမျိုးပေါ့နော်ဒါသူတို့ကအကုန်လုံးအဲ့လိုပေါင်းပြီးလို့ဝယ်ထားတယ်အဲ့ဒီဝယ်ထားတဲ့ဟာကိုဥပမာချင်းတစ်ခုတည်းမှာဟိုဒီပစ္စည်းတွေအများကြီးထည့်ထားသလိုပဲသူတို့ဝယ်ပြီးတော့ထည့်ထားတယ်အဲ့ဒီချင်းတစ်ခုကိုကျွန်တော်တို့ကဝယ်လိုက်တယ်ဆိုရတဲ့ပေါ်ပဲဆိုတော့အဲ့ဒါကို mutual funds လို့ခေါ်တယ်နောက် number 4 investment အမျိုးအစားပါလဲဆိုလို့ရှိရင်တော့ ETFs လို့ခေါ်တယ် ETF ဆိုတာကတော့ဒီ exchange traded funds လို့ခေါ်တယ်ဒီ exchange traded funds ဆိုတဲ့ဒီ ETFs ဒီရလေဒီခုနအပေါ်ပြောတဲ့ mutual funds နဲ့သဘောတရားအတူတူပါပဲ။နော်သူတို့ကဒီ track လုပ်တဲ့ဒီ story ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီအတက်အကျရှိတယ်။သူ့မှာကျတော့ သူလည်း low risk မျိုးစားပေါ့နော်ဒီ ETF တွေကလည်းဒီပြီးလို့ရှိ low risk investment အမျိုးအစားတွေဖြစ်တယ်ဥပမာပြကျွန်တော်ပါတယ် SPDR တို့နော် SPDR S&P 500တို့အမျိုးတွေဒီ ETF ဒီပေါ့ ETF တွေအများကြီးရှိတယ်အဲ့ဒါကြတော့ဒီ stock exchange မှာတာမန် story လို့ပဲကျွန်တော် trade လုပ်ရတယ် invest လုပ်လို့ရတယ်ဆိုတော့အဲ့ဒီအမျိုးအစားတွေဖြစ်တယ်သူတို့မှာဒီ management fees တွေလည်းပို့ပြီးတော့တက်တာတယ်ခုန mutual funds နဲ့စားလို့ရှိရင်တော့ဒီ ETF တွေကဒီ Fiji တွေပို့ပြီးတော့တက်ပါတယ်အဲ့ဒါကြောင့်ဒီ ETF fund တွေကိုတော်တော်များများကပို့ပြီးတော့ဝယ်လေးရှိတယ်ဆိုတော့ဒီ investment အမျိုးအစားကလည်းပဲ risk နဲ့တဲ့ investment အမျိုးအစားဖြစ်တယ်ဒါပေမဲ့ရေရှည်မှာလူတော်တော်များများကဝယ်တဲ့ဒီ investment အမျိုးအစားဖြစ်ပါတယ်ETF လို့ခေါ်ပါတယ်နောက် number 9 investment အမျိုးအစားပါလို့ဆိုလို့ရှိရင် real estate ပေါ့နော် real estate ဆိုတာကဒီအိမ်ချမ်းမြေဆိုတာကကျွန်တော်အရင်အနှစ်တော်များပါတယ်ကျွန်တော်အိမ်တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်ငွေအရင်အနှစ်အများကြီးလိုတယ်ပြီးလို့ရှိရင်ဝယ်ပြီးဆိုရင်တော့မှကျွန်တော်ဒီအိမ်တစ်လုံးရဲ့ maintenance တင်တော့ပြုပြင်စရာတွေတခြားလုံဆောင်စရာတွေအများကြီးရှိသေးတယ်ဆိုတော့အဲ့လိုမျိုးပေါ့ဒီ capital တော့တော်တော်လေးများများပို့ပြီးတော့လိုအပ်တယ်ဒီအိမ်ချမ်းမြေလောကမှာ invest လုပ်မယ်ဆိုလို့ရှိရင်ပေါ့နောက်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီ stock market မှာဒီတင်နေတဲ့ REITs လို့ခေါ်တယ် REIT ပေါ့နော်ဒီ REITs မှာလည်းကျွန်တော် invest လုပ်လို့ရတယ်ဒါလည်းပဲဒီ investment real estate investment ကိုပြောတာဖြစ်ပါတယ်ဆိုတော့အဲ့မှာ invest လုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဒီခုနဒီ physical property ပေါ့နော်ဝယ်တာနဲ့ဆာလို့ရှိရင်တော့ပို့ပြီးတော့ငွေအရင်အပြီးပို့ပြီးတော့တက်တာမှာဖြစ်ပါတယ်ဆိုတော့ဒီ real estate investment မှာလည်း risk ကတော့ရှိပါတယ်ဒါ investment တွေမှာ risk ကတော့သူ့အနေနဲ့သူရှိတယ်ဆိုတော့သိထားရအောင်ဖြစ်ပါတယ်เนาะဒါဒီဟာလည်းပဲ investment အမျိုးအစားတွေကတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းအများဖြစ်ဒီ ancient မြေနဲ့ investment လုပ်တာများတယ်ပေါ့เนาะဘာလို့ဆိုရင်ကျွန်တော်ဒီ equity market လို့ခေါ်တဲ့ဒီ stock market မှာတိတ်ပြီးတော့investment လုပ်ကြအောင်ဒီလုပ်လို့လည်းမရဘူးပေါ့နော်ကျွန်တော်နိုင်ငံရေးအခြေအနေကြောင့်မရတဲ့အတွက်ကြောင့်ကျွန်တော်လုပ်နေတာဒီ real estate ဖြစ်တဲ့ ancient မြေမှာပို့ပြီးတော့ investment လုပ်ကြတာပို့ပြီးတော့များပါတယ်
liquidities ပေါ့နော် liquidity ဖြစ်ဖို့ liquidity ဆိုတာကဒီငွေဖြစ်လွယ်ငွေဖြစ်လွယ်ဖို့တော်တော်လေးကိုမလွယ်ဘူးငွေဖြစ်မလွယ်တဲ့ investment အမျိုးအစားဖြစ်ပါတယ်။ဘာလို့ဆိုရင်အိမ်တစ်လုံးကိုဝယ်ပြီးတော့ကြက်တဲ့ချင်းပြန်ရောင်းလို့မရဘူးเนาะအိမ်ကိုရောင်းတဲ့ချမ်းကိုပြန်ရောင်းတဲ့အခါမှာဝယ်တဲ့လူရှိမှာပဲရောင်းလို့ရတယ်။အဲ့ဒီပြဿနာပေါ့နော်။အဲ့ဒီပြဿနာတော့ရှိတယ်။အဲ့တို့ကြောင့်သူကliquidity ဖြစ်ဖို့တော်တော်လေးကိုခက်ခဲတဲ့ investment အမျိုးအစားတစ်ခုဖြစ်ပါတယ်။အဲ့ဒါလေးသိထားရမှာဖြစ်ပါတယ်။ Now number 6 investment အမျိုးအစားပါလဲဆိုလို့ရှိရင် commodities လို့ခေါ်တယ်ဒီ commodities ဆိုတာကဘာတွေပါမလဲဆိုလို့ရှိရင်ရွှေတို့ရေနံတို့စသဖြင့်ပေါ့နော်ဒီ silver အဲ့ဒါကိုဒီ commodities လို့ခေါ်တယ်ဒီ commodities ဖြစ်တဲ့ရွှေဒီကအများကြီးကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရွှေဒီ physical gold ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရွှေတုံးတွေဝယ်ပြီးတော့စုကြတယ်ပြီးလို့ရှိရင်ကျွန်တော် market မှာလည်းကျွန်တော်ဝယ်လို့ရတယ်ဆိုတော့အများကြီးကတော့အဲ့လို invest လုပ်ကြတယ်เนาะရွှေဝယ်ကြတယ်ရွှေဒီဝယ်တဲ့အခါမှာကျွန်တော်ဘာ risk ရှိလဲဆိုလို့ရှိရင်ဒီgeopolitical ပေါ့နော်နိုင်ငံရေးအပြောင်းအလဲတော့တခုခုဖြစ်လို့ရှိရင်တော့ဒါရွှေကအတက်အကျအရင်များတယ်ပြီးလို့ရှိရင်ဒီ environmental factor ဒီပေါ့နော်ဒီပတ်ဝန်းကျင်အခြေအနေအပြောင်းအလဲတခုခုဖြစ်ပြီးဆိုလို့ရှိရင်ဒီရွှေတို့အဲ့ဒီရေနံဒီဆေးတွေကလေအပြောင်းအလဲအရင်များတယ်အဲ့တို့ကြောင့်သူလည်းပဲ high volatility investment အမျိုးအစားဖြစ်ပါတယ်เนาะဒါဒီအတက်အကျနည်းနည်းများတဲ့ investment အမျိုးအစားတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့တော့တော်တော်များများဒီရွှေကပုံပြီးတော့ရင်းနှီးမှုရှိတယ်အဲ့တို့ကြောင့်ရွှေဒီကျွန်တော်ဝယ်ပြီးတော့ investment လုပ်ကြတယ်ဒါကရွှေပေါ့เนาะဒီနှစ်ဆိုလို့ရှိရင်ဒီနှစ်ပြီးခဲ့တဲ့3-4နှစ်အခုထိပေါ့เนาะရွှေကတော်တော်လေးတက်ပါတယ်ကျွန်တော်ဒီ stock market ထက်ရွှေကပုံပြီးတော့မြတ်တယ်ဒီအခုချိန်ပေါ့နော်ပို့ပြီးတော့မြတ်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီစစ်ပွဲတွေပေါ့နော်စစ်ပွဲတွေရှိတယ်အမျိုးမျိုးစီးပွားရေးတွေမကောင်းတဲ့ခါမှာလူတွေကပဲဖက်လှည့်လဲဆိုလို့ရှိရင်ပို့ပြီးတော့အမခံချက်ရှိတဲ့ရွှေပဲလှည့်ကြတယ်အဲ့တို့ကြောင့်ရွှေကပို့ပြီးတော့အခုချိန်ကပို့ပြီးတော့တက်တယ်နောက်ဆုံး investment အမျိုးအစားပါလဲဆိုလို့ရှိရင်တော့ဒီ cryptocurrency ပေါ့နော်ကျွန်တော် cryptocurrency မှာ crypto market မှာ investment လုပ်လို့ရပါတယ်crypto market မှာ invest လုပ်တဲ့အခါမှာ which is very risky ပေါ့နော်ဒါ risk အရင်များတယ် it's a high volatility market ဖြစ်ပါတယ်ဆိုတော့အတက်အကျအရင်ပုံများတယ်ဆိုတော့အဲ့ဒီ crypto market မှာဘာတွေရှိမလဲဆိုလို့ရှိရင် Bitcoin ရှိမယ် Ethereum တို့Litecoins တို့စသဖြင့်ပေါ့နော် XRP အများကြီးရှိတယ် coin တွေဆိုတော့အဲ့ဒါကြီးကိုကျွန်တော်ဝယ်ပြီးတော့ invest လုပ်ကြတယ်အဲ့ဒီ invest လုပ်ဖို့အများအပြားကတော့ဒီ Binance တို့เนาะဒီ crypto exchange ဒီမှာသုံးနေလို့ရတဲ့ platform တွေကိုသုံးပြီးတော့ invest လုပ်ကြပါတယ်ဒါက investment တစ်မျိုးဖြစ်ပါတယ်သူကလည်းပဲ high volatility များတယ်အတက်အကျအရင်များတယ်ပေါ့နော်အဲ့ဒါလေးတတိထားပေးရမှာဖြစ်ပါတယ်သူလည်းပဲ investment အများကြီးထဲကတစ်ခုဖြစ်လာတယ်ဆိုတော့ဒါဒီနေ့ကတော့ investment နဲ့ပတ်သက်ပြီးတော့ကျွန်တော်အမျိုးအစားတွေကိုညှောက်ဝေပေးတာဖြစ်ပါတယ်ဆိုတော့ investment အမျိုးအစားအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီထဲမှာအဓိကကြတဲ့ဒီ9မျိုးပေါ့နော်ကျွန်တော်ညှောက်ဝေပေးတာဖြစ်ပါတယ်